ကျန်းမာတယ်ပေါ့နော်ကျမတို့တဲ့အိမ်နဲ့ဒီမိမကိုနဲ့ပိုင်ဆိုင်ဖို့ဆိုတာကျန်းမာပြီးတော့အာဟာရတွေပြည့်ဝပြီးတော့အေးရိုးကအိတ်ထားမှသာပဲကျမတို့မှာဒီမှာရှိနေတဲ့မကောင်းတဲ့ပိုးတွေကိုခန္ဓာကိုယ်ကကောင်းကောင်းတိုက်ထုတ်နိုင်တယ်ပေါ့နော်သင်္သာကြွက်သားလေးတွေရပါတော့ချစ်လေးပြီးတော့ပြီးတော့စို့ပြီးတော့နုံးညံ့နေတဲ့အတွင်းသားလေးတွေရှိဖို့အရန်အရေးကြီးရပေါ့နော်ကျမတို့ကျန်းမာရေးအတွက်လည်းအရန်ကောင်းမွန်လာဖြစ်တယ်လို့ကျမတို့ရဲ့အိမ်တော်ရေးအတွက်လည်းအရန်အဆင်ပြေရပေါ့နော်အဲ့ဒါကိုရှုချိုကောလက်ချင်းလေးကိုတုံးလိုက်တဲ့သူတိုင်းရပါတော့မမရဲ့အတွင်းသားလေးတွေကတော့နူးညံ့သွားတာပဲပေါ့နော်နူးညံ့သွားတာပဲပြီးလို့ရှိရင်ဒီနာရာကြီးလည်းအရန်တက်တာတယ်ဆိုပြီးတော့အရန်လည်းအဆင်ပြေရလို့ပြောချတဲ့ feedback တွေအများကြီးရှိရပေါ့နော်ဒါကဘာကြောင့်လဲဆိုလို့ရှိရင်သူ့မှာပါတယ် hydrolyzed collagen ပါတယ်ပေါ့နော်ရေမှာပျော်ဝင်တဲ့ collagen ပါတယ်သူကကျတော့ဂျပန်ရဲ့နာနိုနီးပညာနဲ့ထုတ်ထားတာဖြစ်တဲ့အတွက်အတွင်းသားတွေကိုတနိုင်ထည့်လိုက်တဲ့အချိန်မှာအတွင်းသားလေးတွေမှာစုပ်ယူမှုအကုန်လုံးစုပ်ယူသွားပြီးတော့ဒီမိမကိုအတွင်းပိုင်းလေးတွေကလုံးဝကြစ်လက်ပြီးတော့နူးညံ့သွားတာပေါ့နော်နူးညံ့သွားရေမှာပျော်ဝင်တဲ့ hydrolyzed collagen နဲ့လုပ်ထားတယ်အဲ့ hydrolyzed collagen ကအရေပြားတွေကိုကြစ်လက်ကျန်းမာမှုကိုဖြစ်စေတယ်အခုကဟော်မုန်းအပြောင်းလဲတွေကြောင့်ဖြစ်တတ်တယ်ပေါ့နော်အရေပြား၆သွေးတာတွေနောက်ရေမထွက်တာတွေကိုသူကကာကွယ်ပေးရပေါ့နော်ပြီးတော့သူကသုံးဆွဲရတာလွယ်ကူပြီးတော့နူးညံ့တဲ့အမျိုးသမီးအရေပြားတက်ချာလေးကိုလည်းပြန်ပြီးတော့ရနိုင်တာပေါ့နော်